ချက်သားပလာတဲ့လေးလှုပ်ဆိုင်ရန်အတွက်ချက်သွန်နီချက်သွန်ဖြူချက်သားလေးကိုလှီးထားပါမယ်စီပူလာရင်ကျင်းတဲ့တင်ရလေးကိုစီကပ်ပါမယ်ပြီးရင်တော့ဟီးထားတဲ့ချက်သွန်နီချက်သွန်ဖြူလေးကိုထည့်ပြီးတော့စီကပ်ပါမယ်ရောင်နေမုတ်ရဲ့စနေမုတ်လေးရဲ့လည်းထည့်ပြီးစီကပ်ပါမယ်ပြီးရင်တော့ချက်သားတုံးလေးထည့်ပါမယ်အနံလေးပုံမွေးအောင်လို့မဆလာကိုစီးတက်ထဲရထည့်ထားပါမယ်ချက်သားလေးနူးအောင်ရေနဲ့ထည့်ပြီးတော့အဖုံးလေးအုပ်ထားပါမယ်ရှင်ဟင်းဦးလေးတည်ထားတဲ့ချိန်မှာပဲစိတ်မှုန့်လေးကိုရေဖြောပါမယ်ပြီးရင်တော့ချက်သားထဲကိုရေလေးလောင်းထည့်ပါမယ်ဒီရတာရှိဖို့အတွက်ချက်သားမုတ်စားအနေငယ်ထည့်ပါမယ်ချက်သားပလာတာပူစီနန်ချင်းလေးနဲ့လိုက်ဖက်ဆုံးမလို့ပူစီနန်ချင်းလေးတုပ်ထားပါမယ်ဆိုရင်တော့အရသာရှိတဲ့ချက်သားပလာတာလေးချက်လုပ်ပြီးတော့ပါပြီကျေးဇူးတင်ပါတယ်